တော့ဘူးလက်တွေ့မြင်လားကြီးပွားတရားမျှတအမျိုးသားဓမ္မပြည်မှာမဲထွေးအာဏာပိုင်တတိတော်သူခင်သည်2008ခုနှစ်အခြေခံဥပဒေဆရာကျင့်ဝတ်နဲ့အညီတူလဲမြည်သူကိုမှလက်ငွေပေးပါမြန်မာနိုင်ငံလူလိမ်နိုင်ငံအဖြစ်မခံနိုင်ပါ business manager visa ဇာရုကတ်တို့တတန်းကြဖို့တထဆောင်ဗိုလ်ချုပ်မှုကြီးမင်းအွန်လိုင်းကြီးရည်တက်မောတန်ယုံအာနာလာစာအားလုံးကိုတင်ပြီးပြီဖြစ်ပါတယ် passport ပြင်ပြီးပြီဖြစ်ပါတယ်စံပြ passport ပြည်ထောင်စုသမ္မတစာသားမပါတရိတ်ဆန်ချင်းတိမပါစံပြ passport နိုင်ငံတက်ပြည်မှာတူတူခင်ရဲ့တိတ်ခါနိုင်ငံတက်မောလာစာ10နှစ်ကြီးရည်ကာကွယ်ရေးဦးစီးချုပ်လာစာတက်လာစာစံပြအိမ်ဆောင်တက်လာစာမင်းအွန်လိုင်းဇော်မင်းထွန်းတိတ်ထေးလာစာအိုးအိမ်အခေါ်ဖုန်ကြီးကျောင်းအခေါ်အာဂရိလိုက်စာရွေးကောက်ပွဲကော်မရှင်လာစာအာဂရိလိုက်စာကော်မရှင်လာစာရွေးကောက်ပွဲကော်မရှင်လာစာဝန်ကြီးများလွှတ်တော်လာစာဥက္ကဋ္ဌသမ္မတဝန်ကြီးချုပ်ဗိုလ်ချုပ်မူကြီးတာလာစာရှေ့နေချုပ်စီရင်စီချုပ်စစ်ထောက်ချုပ်လာစာတရားသူကြီးချုပ်လာစာမြန်မာနိုင်ငံဘန်စတိတ်မန့်ဘန်တာစားနေရိခါသမ္မတတက်မတော်လာစာတန်ယုံလာစာစီးစဉ်အခေါ်အိမ်လာကလုံခြုံအေဂျင့်စွာအိမ်နေဖို့နေရတရားဝင်ပိုင်ဆိုင်မှုအားလုံးကိုတစ္ဆာရှိရှိတာတပ်တော်ဆောင်ဗိုလ်ချုပ်မှုကြီးမင်းအွန်လိုင်းထားပါလားဗုဒ္ဓချက်ချင်းလက်တွေ့လာပေးပါနိုင်ငံဝန်ထမ်းတပ်တော်ဆောင်ဗိုလ်ချုပ်မှုကြီးမင်းအွန်လိုင်း10နှစ်ရာဇဝင်မှန်ရှင်းတမ်းပါပြောပြနေတယ်မြို့သားပြည်မှာအာဏာပိုင်တထေဒေါ်တူခင်ဖုန်းနံပါတ်0802650545ဖြစ်ပါတယ်တတော်ဆောင်ဗိုလ်ချုပ်ကြီးမင်းအောင်လိုင်းကိုအားကိုးတယ်ပန်းနိုင်တို့ချိုခိတခုထားပါလားဗုဒ္ဓအောက်တိုဘာ30 2025နေ့မှာလာမပေးရင်ချက်ချင်းကျိုးစင်တက်ဖို့အမိန့်ပေးပြီးဖြစ်ပါတယ်စစ်သားများတတိရှိရှိအရှိတရားအမှန်အတိုင်းလက်တွေ့ဘဝကိုရင်ဆိုင်ချက်ချင်းကျိုးစင်တက်ပါတတော်ဆောင်ဗိုလ်ချုပ်ကြီးမင်းအောင်လိုင်းဇော်မင်းထွန်းတိန့်ထေးအိမ်ဆောင်တက်စစ်သားများရန်ကုန်ကျောင်းဖုံဖုံမေမြို့ပြင်ဦးလင်မန္တလေးဆရာတော်ဖုံဖုံလက်တွေ့ပြင်လာအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်